ကဲဒီနေ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ကဘာအကြောင်းဖတ်ပြခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ခေါင်းစဉ်ကျွန်တော်အကြိုက်ဆုံးစာပိုက်ကိုယူထားတာပါเนาะဒီထဲမှာကျွန်တော်အကြိုက်ဆုံးစာပိုက်လေးကတော့ဘာလဲဆိုလို့ရှိရင်音楽と音の効果ဆိုတဲ့စာပိုက်ကိုဖတ်ပြခြင်းတယ်ပေါ့เนาะကဲကျွန်တော်လည်းတူဂျိုင်းစာလေးလည်းလုပ်ရင်ပေါ့เนาะဒီစာပိုက်လေးကိုနားထောင်ကြည့်ကြရအောင်ကဲさあじゃあ始めましょう疲れた時寂しい時ストレスが溜まった時に音楽を聴いて気持ちをリラックスさせるという人が多い。私たちは好きな音楽を聴くと心が落ち着いたり寂しさを忘れたりする。また自然の中の音、例えば波の音、小鳥の鳴き声を聞いて心が癒されたりする。このように音楽、音を利用してリラックス解消や体を元気にすることを音楽療法という。音楽療法の方法は様々で、音楽を聴く、歌を歌う、歌に合わせて手遊びをする、楽器を演奏するなどがある。最も簡単な方法は聴くことだろう。では、どんな音楽を聴いたらいいのだろうか。嫌いな音楽を聴いてもリラックスできるわけがない。自分の好きな音楽を聴くことこそ、心の癒しになるのである。したがってクラシックが好きな人はクラシックを、演歌が好きな人は演歌を聴くのが効果的な方法だ。また言葉でコミュニケーションを取るのが難しい人が音楽療法士と一緒に歌ったり演奏したりして次第にコミュニケーションが取れるようになった事例がある。ストレスの多い現代社会に音楽、音がどのような効果をもたらすか、今後より注目されていくだろう。で、နော်။ဒီစာပိုက်ကိုဖတ်ချင်ရပြီပေါ့နော်။ဘာတွေသိလဲပေါ့နော်။ဘယ်လိုမျိုးစကားလုံးတွေလေ့လာရလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပေါ့နော်။သူ့ရဲ့ခေါင်းစဉ်တွေကတော့ဘာလဲဆိုလို့ရှိရင်音楽と音の効果တဲ့တချင်းနဲ့ဒီလိုမျိုးအတန်တွေရဲ့အကျိုးသက်ရောက်မှုပေါ့နော်။သူကဘာလဲဆိုလို့ရှိရင်စကားရတတူကီစာပြီးရှိတူကီတဲ့ဒီလိုမျိုးပြင်မဲ့တဲ့အခါဒီမှာအထီးကျန်တဲ့အခါဒီမှာတဲ့ストレスが溜まった時にဒီလိုမျိုး stress တွေများနေတဲ့အခါဒီမှာဆိုလို့ရှိရင်音楽を聴いて気持ちをリラックスさせるという人が多い。ဒီလိုမျိုးတချင်းတွေကိုနားထောင်ပြီးလို့ရှိရင်ဒီလိုမျိုး気持ちလို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပေါ့နော် relax လုပ်တဲ့လူတွေကအများကြီးပါပဲတဲ့။私たちは好きな音楽を聴くとကျွန်တော်တို့တွေကတဲ့တချင်းကိုနားထောင်လိုက်တဲ့အခါမှာတဲ့心が落ち着いたりဆိုလို့ရှိရင်နှလုံးသားတွေကငြိမ်းချမ်းသွားတာမျိုး落ち着いてဆိုတော့ကြားဦးတယ်မလား落ち着いてဆိုလို့ရှိရင်စိတ်ကိုရှော့တာပေါ့နော်ရှော့နိုင်တာမျိုးတွေ寂しさを忘れたりするအထီးကျန်မှုတွေကိုမေ့သွားတာမျိုးတွေဖြစ်တယ်ပေါ့နော်။またတဲ့自然の中の音ဆိုလို့ရှိရင်တဘာဝရဲ့ပတ်ဝန်းကျင်တွေမှာရှိတဲ့အတန်တွေကတော့ဘာတွေလဲဆိုလို့ရှိရင်တဲ့တတ်တော့ဥပမာအဖြစ်တဲ့နာမီの音လှိုင်းတန်နေတဲ့ခိုတိုရီの鳴き声ဆိုရှိသူငှက်ပေါက်လေးတော့ငှက်ငယ်လေးတွေရဲ့အတန်လေးတွေကိုခီတဲ့心が癒されたりするနှလုံးသားကငြိမ်းချမ်းတယ်ပေါ့နော်このように音楽ဒီလိုမျိုးအဖြစ်ပေါ့နော်ဒီလိုမျိုးအတန်တွေ音を利用してအတန်တွေတချင်းတွေကိုအသုံးပြုပြီးတော့ရင်ストレス解消やဆိုလို့ပြောရှင် stress တွေကိုပြပြအောင်လုပ်တယ်体を元気にすることをဒီလိုမျိုးခန္ဓာကိုယ်ပေါ့နော်ကျမပြောရှင် genki ဆိုပြော active ဖြစ်အောင်လုပ်တဲ့အကြောင်းပေါ့နော်ဘယ်လိုပြောလဲဆိုလို့ရှိရင်音楽療法တဲ့ဒီလိုတန်စင်နဲ့ကုသခြင်းပေါ့ဒီလိုခေါ်တယ်ပေါ့နော်音楽療法の方法は様々でဒီလိုမျိုးတန်စင်နဲ့ကုသခြင်းကဒီလမ်းတွေအများကြီးရှိတဲ့အထဲမှာပါနော်音楽を聴くတချင်းတွေကိုနားထောင်မယ်歌を歌うတချင်းဆိုမယ်歌に合わせて手遊びをするတန်စင်တချင်းနဲ့ညီခန္ဓာကိုယ်ရိုင်းတာတို့လက်လေးလှုပ်တာတို့လုပ်မှာပေါ့နော်ဂါကီကိုအန်ဆိုစရုနာတို့ကတဲ့ဒီလိုတူရိယာတွေကိုတီးခတ်တာမျိုးဆိုလို့ဒီမျိုးတွေဒါတွေကရှိတယ်ပေါ့နော်မုတ်တမိုခန်တနာဟိုဟိုကပို့ပြီးတော့ရင်အလွယ်ကူဆုံးနီလန်းကတော့တဲ့ခိကုကိုတိုတာတော့ဆိုနားထောင်ခြင်းပေါ့နော်နားထောင်ခြင်းမဟုတ်ဘူးလားတဲ့ではどんな音楽を聴いたらいいのだろうかကဲဒါဆိုလို့ရှိရင်ဘလို့တချင်းကိုနားထောင်လို့ရှိရင်ကောင်းမလဲတဲ့嫌いな音楽を聴いてもリラックスできるわけがないဆိုရှင်ဒီလိုမျိုးမကြိုက်တဲ့ချင်းတွေကိုနားထောင်ရင်လည်းပဲ relax မဖြစ်ဘူးဖြစ်တယ်ဆိုတာပြောလို့မရဘူးတဲ့မဖြစ်ဘူးပေါ့နော်自分の好きな音楽を聴くことこそတဲ့ကိုကြိုက်တဲ့ချင်းကိုနားထောင်ခြင်းကတာလင်心の癒しになるのである
နှလုံးသားငြိမ်းချမ်းတယ်ပေါ့နော်ပို့ပါလေနှလုံးသားငြိမ်းချမ်းသွားအေးစီလေးနဲ့ငြိမ်သက်တယ်ပေါ့နော်ငြိမ်သက်တယ်စတာကတဲ့ဒါကြောင့်မလို့တဲ့クラシックが人はクラシックをတဲ့クラシックが好きな人はクラシックをဒီမျိုး classic တွေကြိုက်တဲ့လူက classic ကိုတဲ့အန်ကာက好きな人はဆိုရှင်အန်ကာကိုキクノကဆိုရှင်ပြောလို့ရှိရင်အန်ကာဆိုတာဟိုဂျပန်တွေရဲ့ရိုးရတခြင်းပေါ့ပြောလို့ရှိရင်ငင်းချမ်းလေးနဲ့ဟိုရှစ်ကိဆန်တဲ့တခြင်းမျိုးတွေပေါ့နော်ဒီလိုတခြင်းလေးကိုနားထောင်တာကိုကြိုက်တဲ့လူကအဲ့လိုမျိုးတခြင်းကိုနားထောင်ခြင်းကတဲ့ခိုကတေခိနာဟိုတဲ့ဒီလိုအကျိုးတရားမှုရှိတဲ့ဒီလန်ပေါ့နော်မာတာတဲ့ကိုတူဘာတဲ့ communication ကိုထိုးလို့တော့ကမူစုခရှိတူကဒီမျိုးကိုတူဘာဆိုတော့ပြောလို့ရှိရင်ဒီမျိုးvocal ဒီမျိုးစကားပြောဖို့တော့ပေါ့နော် communication လုပ်ဖို့တော့ခက်ခဲတဲ့လူတွေကပေါ့နော်ဒီလိုမျိုး onga korio hoshito ishoni utaris ဘယ်လိုမျိုးဆိုလို့ရှိရင်ဒီလိုမျိုးတန်စင်ကုထုံနဲ့အသုံးပြုတဲ့ပညာရှင်တွေနဲ့အတူတူပေါ့နော်တချင်းဆိုတာတို့ and socialiste ဆိုလို့ရှိရင်ဘယ်လိုလဲဆိုလို့ရှိရင်ဒီမျိုးတူရီယာရဲ့တိခတ်တာတို့လောက်ချင်အားပြေပေါ့နော် communication ကထိုးရဲတို့ယောနီနာတာကြီးတဲ့ကြီးကအားလို့ဆိုလို့ပြောလို့ရှိရင် communication လုံနိုင်လာတဲ့ဥပမာတွေလည်းအများကြီးရှိရဲ့တဲ့ stress နော် OE ခန်းတိုင်းရှာခိုင်နေတဲ့ဒီ stress တွေများနေရပြည့်နှက်နေတဲ့ဒီလိုမျိုးအခုလက်ရှိကာလမှာပေါ့နော်လက်ရှိရှာခိုင် social မှာပေါ့နော်။ onga ko otto ကဒိုနိုယောနာဆိုလို့ရှိရင်ဘယ်လိုလဲဆိုလို့ရှိရင်ဒီလိုတန်စင်တွေအတန်တွေကတဲ့ဒိုနိုယောနာခိုကကိုဘယ်လိုမျိုးအကျိုးတရားမှုတွေကိုတဲ့မိုတာရာစုကာရှူဆောင်လာလဲဆိုတာကိုတဲ့ကုန်းကောတဲ့ကနေစပြီးတော့နော်ယော်ရီတဲ့ချူမိုကူစားတဲ့အိကုတာတော့ပို့ပြီးတော့ရင်ချူမိုကူဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်သတိထားမိသွားမလဲဆိုတာပေါ့နော်တဲ့မိသွားမလဲပေါ့နော်တဲ့ပြောချင်တာပေါ့နော်ဒီစာပိုက်လေးကတော်တော်လေးကိုကျွန်တော်အနေနဲ့တော်တော်လေးကြိုက်တဲ့စာပိုက်ပါเนาะကျွန်တော်ကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမျိုးဘယ်လိုလဲဆိုလို့ရှိရင်တချင်းထောင်းလေးကြိုက်တယ်ပြီးလို့ရှိရင်ကြပြဖက်ရတာကြီးဖက်ရတာကိုကြိုက်ရလို့ကြောင်းမို့လို့เนาะကျွန်တော်အနေနဲ့ပေါ့ဒီစာပိုက်နဲ့ကျွန်တော်တော့တော်တော်လေးကြိုက်ရလို့ထင်တယ်ပေါ့เนาะကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးsecond စားချက်ကြီးညားလာတဲ့အခါမျိုးတွေဆက်ရကြတဲ့အခါမျိုးပြင်မလာတဲ့အခါမျိုးဆိုတချင်းတွေထောင်းတာမျိုးတွေကြပြတွေဖက်တာမျိုးတွေလုပ်ပြီးလို့ရှိရင်ဒီ stress တွေကိုပြအောင်လုပ်တတ်တဲ့အကျင့်ရှိတဲ့ကြောင်းမို့လို့ပေါ့เนาะကျွန်တော်တို့ကတော့ဒီစာပိုက်တော်လေးအဖိုးတက်တယ်ပေါ့နော်ကျွန်တော်နဲ့ကြိုက်ရလို့လည်းခင်စားရတယ်ပေါ့နော်ဒါပေမဲ့မီနာဆန်တို့ကတော့ဘယ်လိုလဲဆိုတာမသိပေမဲ့ဒီစာပိုက်ကြီးကြည့်ချင်ရပြီပေါ့နော်ဂျပန်စာလေးလာရင်လည်းတူတွားဆိုလို့ရှိရင်လေးလာတဲ့စကားလုံးတွေလည်းအများကြီးပါတယ်ပြီးလို့ရှိရင်ဒီလိုမျိုး grammar ဘိုင်းတွေလည်းတော်လေးထည့်သွင်းထားတဲ့စာပိုက်အတွက်ကြောင့်မလို့တော်တော်လေးအဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီစာပိုက်ကိုတော်တော်လေးကြိုက်တယ်စာပိုက်တစ်ပိုက်လို့လည်းပြောလို့ရတယ်ပေါ့နော်မီနာဆန်တို့お疲れ様でした。またよろしくお願いします。